မီးဇက်ကရေဝင်ထားတယ်ထင်တယ်ကျွန်တော်ကြည့်ရတာမိုးမီးဇက်ထားတဲ့နေရာမိုးယူလားမသိဘူးအဲ့တော့စီတွေအကုန်လုံးရေတွေနဲ့ရောနေတယ်တော့ကြည့်လိုက်ကျွန်တော်ပြမယ်ဒီတိုင်းပြရင်ဟိုဖြစ်ပါခွက်နဲ့ခံပြစီနဲ့ရေနဲ့ရောနေတယ်မှန်တွေ့လားအဲ့လိုအနေထားဖြစ်နေတယ်ဒါကြောင့်ဆိုင်ကယ်တောင်ဖြစ်တယ်ဒါကြောင့်မီးဇက်ကဟိုမဖြစ်တာဗောမကြည့်တဲ့ရေနဲ့စီနဲ့ရောနေတယ်အကုန်လုံးအဲ့တော့စီတိုင်ကြီးထဲမှာတန်ကြီးပါလိုက်နေတယ်အဲ့ဒါအကုန်လုံးဆေးထိုးရတော့မယ်အင်ဂျင်ဟက်အုံတော်မှတစ်ချက်ဖွင့်ကြည့်ရမယ့်အနေအထားဖြစ်နေပြီအခုဒေတာဆိုတွေ့လားမှာတဲ့ရေနဲ့စီနဲ့တွေ့လားရောနေတွေ့လားမှာနော်ဒီကနေ့ကြည့်ရတာမိုးရွာတာမိုးကမီးစက်မှာရေဝင်နေတယ်နော်တော့ကြည့်ရတာရေတပုံကြီးဖြစ်နေရကြည့်ပါစီနဲ့ရေနဲ့ရောနော်အဲ့လိုအနေထားရှိတယ်စီတိုင်ကြီးပါအကုန်ဖွင့်ရမယ့်အနေထားဖြစ်နေစီတိုင်ကြီးရောအင်ဂျင်ဟက်အုံရောပြန်စစ်ရမယ့်အနေထားဖြစ်သွားပြီ